အားလုံးပဲမင်္ဂလာပါရှင် Telegram page မှာကြိုဆိုပါရနော်ဒီနေ့တော့မုံလုံးကြီးပေါ်လေးလှုပ်ရှားကြမှာရှင်ဒါကတော့မုံလုံးကြီးပေါ်လို့ဖို့အတွက်ကောင်းညက်မုံသုံးမှုကောင်းညက်မုံပါဒီဟာလေးကတော့ထက်ညက်ပါရှင်ထက်ညက်ကတော့ဒီမှာ plum sugar ဆိုလို့ရှိရင်ထက်ညက်ပါနော်ဒီနိုင်ငံမှာထက်ညက်ရှာမရတဲ့သူတွေအတွက်ထက်ညက်ပုံလေးပြပေးထားပါတယ်ဒီဟာလေးကတော့ထက်ညက်ပဲတည်တာသူကတော့ထက်ညက်ကိုကန်ဒီသဘောမျိုးလုပ်ထားတယ်ပေါ့နော်အမေ2မျိုးဝယ်ခဲ့တယ်ထက်ညက်ကဒီမှာ2မျိုးဝယ်လိုက်တယ်ပေါ့နော်တစ်မျိုးကတော့တိတ်မသေးကြလို့ပေါ့နော်ကန်ဒီဆိုတော့ तू ကလုံးဝမာနေမလားစတာဘယ်လိုဖြစ်မလဲဆိုတာကိုမသေးကြတဲ့အတွက်2မျိုးသုံးထားတယ်ကဲဒါလေးကိုဖောက်ပြီးတော့အရင်သုံးကြည့်မယ်ဒါနဲ့လုပ်လို့အဆင်ပြေရင်ဒါနဲ့လုပ်မယ်အဆင်မပြေရင်တော့ဟိုဘက်ကထင်ရခဲနဲ့လုပ်ပါမယ်ရှင်ကဲဒီဟာလေးကိုစားကြည့်တဲ့အခါမှာ तू ကကန်ဒီသဘောမျိုးပဲတကယ်ကိုထက်ညက်ကတကြားလုံးလို့ဖြစ်နေတယ်เนาะတကြားလုံးလို့ဖြစ်နေတယ်နောက်ပြီးတော့အချို့လည်းတိတ်မရှိဘူးဒါကြောင့်မလုပ်တော့ဘူး तू နဲ့အဲ့ဒီတကြားလုံးလို့ဖြစ်နေတယ်ထင်ညက်ကအိန္ဒိယထုတ်ထားတာပါကဲဒါဆိုကောင်းချင်းမုံထည့်ပါမယ်ကောင်းချင်းမုံကိုတော့ပေါင်းစံချိန်ခွက်နဲ့၄ခွက်သုံးထားပါတယ်ရှင်ကောင်းချင်းမုံကိုပေါင်းစံချိန်ခွက်နဲ့၄ခွက်သုံးပြီးရင်တော့ဒါလေးကတော့ဆန်မုံပါဆန်မုံကိုထမင်းစားစွန်းနဲ့၃စွန်းထည့်ပေးပါမယ်နော်စားလေးကိုလည်းလက်ဖက်စားစွန်းရဲ့တဝက်စာလောက်ထည့်ပြီးတော့အားလုံးကိုနှံသွားရအောင်အရင်ဆုံးမှီပေးလိုက်မယ်ကဲရေထည့်ပါမယ်ရှင်ရေကိုလည်းဒီမှာကြည့်အောင်မင်းစံချိန်ကွက်ကကွဲသွားပြီเนาะကွဲနေတာကြာပြီပေါ့เนาะအစ်စ်မရှိသေးဘူးဆိုတော့ဒါမျိုးကအလွတ်ကြီးပဲလည်းမရအောင်ဆိုတော့လေရေကိုတော့ပေါင်းစံချိန်ကွက်တစ်ခွက်ထည့်လိုက်တယ်ထည့်ပြီးတော့ဒီမှာနည်းနည်းချင်းစီပေါင်းစံချိန်ကွက်ရဲ့တစ်ဝက်လောက်ထည့်ပြီးအရင်နေတယ်ပြီးရင်တော့နောက်ထပ်တစ်ဝက်လောက်ထည့်ပြီးနေလိုက်တယ်ကဲနေတုံးပဲနောက်ထပ်ပေါင်းစံချိန်ကွက်တစ်ခွက်ကိုထည့်ထားပါတယ်အခုနတစ်ခွက်ကုန်သွားပြီเนาะအခုနောက်တစ်ခွက်ကိုမှနည်းနည်းချင်းစီထည့်ပြီးတော့နေလိုက်ပါအောင်မရှင်တပရိတ်ထဲရေတွေအများကြီးထည့်ပြီးတော့မနေပါနဲ့เนาะမုံလုံးရေပေါ်ကမုတ်သားလေး ECC လေးဆိုရင်အရင်စားကောင်းပါတယ်ဆန်မုံများသွားလို့ရှိရင်လည်းမုတ်သားကြီးကမှားသွားတတ်ပါတယ်ဒါကြောင့်မလို့ချိုးစားလေးတခြားပြပေးထားပါတယ်ရှင်ကဲဒီမှာရေကတော့ပေါင်းစံချိန်က2ခွက်သုံးလိုက်ရပါတယ်ရှင်အားလုံးပေါင်းပေါ့နော်ဒီမှာဆန်မုံကပေါင်းစံချိန်က4ခွက်sorry ပါကောင်းချင်းမုံကပေါင်းစံချိန်က4ခွက်ဆန်မုံကထမင်းစားစွန်းနဲ့3စွန်းကိုရေပေါင်းစံချိန်ခွက်နဲ့2ခွက်အတိပဲလိုပါတယ်ရှင်ဒီမှာဒီမုတ်သားလေးဒီလိုအနေထားလေးဣသွားတဲ့အနေထားရတာနဲ့မင်းတို့သူ့ကို15မိနစ်လောက်နှက်ထားပေးပါမယ်ရှင်မနှက်ထားခင်မှာမမေအရင်ဆုံးဘာလုပ်မလဲဆိုတော့ဒီမုတ်သားကိုနေထားတဲ့မုတ်သားကိုတဝက်ခွဲလိုက်တယ်တဝက်ကိုတော့မအဖြူလုပ်မယ်နောက်ထပ်တဝက်ကို2ရောင်သုံးပါမယ်2ရောင်ပြန်ခွဲပါတယ်နောက်ထပ်မုတ်သားတဝက်ကိုမှတဝက်ထပ်နည်းနည်းထပ်ခွဲချလိုက်တာပေါ့နော်ခွဲချပြီးတော့ဒီမှာအဝါရောင်လေးထည့်လိုက်ပါတယ်ရှင်အဝါရောင်ကမမင်းဓာတ်ပေါက်ထဲမှာထည့်တယ်ဓာတ်ပေါက်အရောင်အဝါလေးကိုထည့်ပြီးတော့ဒီမုတ်သားလေးကိုအဝါရောင်လေးလုံးမှာမို့လို့အဝါလေးနယ်လိုက်ပါတယ်နောက်ထပ်တရောင်ကိုတော့အိမ်မှာအပြရောင်လေးရှိပါတယ်ဖုကာလာလေးတွေပါဒါလေးတွေကဒီမုတ်လုတ်တဲ့ဖုကာလာအရောင်လေးတွေပေါ့ဒီအပြလေးကလည်းလှမလားတော့မသိဘူးမမမှာရှိတဲ့အရောင်လေးတွေတုံးလိုက်တယ်နော်ဒီမှာဒီအပြလေးကိုနယ်လိုက်တဲ့အခါကျတော့ဆက်နယ်တော့မလှဘူးနော်ကဲနယ်လဲနယ်ပြီးတော့အရောင်လေးကလှပါတယ်ရှင်တေချာလေးအယောင်ထည့်ပြီးသွားရင်တော့နှံ့သွားရအောင်နေပြီးပါနော်နှုတ်မို့ဆိုရင်မုတ်သားနဲ့ဒီပေါ့နော်အယောင်လေးနဲ့မနှံ့ရင်အစမပြေဘူးနော်ဒါကြောင့်မလို့နှံ့အောင်နေပြီးပဲကဲဒါဆိုရင်တော့မင်းမမုံလုံးရေပေါ်လှုပ်ဖို့အတွက်ကိုအပြရောင်လေးရယ်အဝါရောင်လေးရယ်မှာဒီမှာအဖြူလေးလည်းပါမယ်ပေါ့နော်အဖြူကတော့ပုံများပါမယ်အဖြူရောင်မုံလုံးရေပေါ်ပေါ့နော်ဒါကတော့ origin နဲ့ဖြူရောင်မုံလုံးရေပေါ်ပါဒီအယောင်လေးနဲ့ကတော့ကိုယ့်ဘာသာကိုအထွန်းရှည်ထားတာကြီးပေါ့နော်ကဲဒါဆိုရင်တော့ထညက်ကိုမုတ်သားကိုနှက်ထားတော့မှထညက်လီးပါမယ်ဟိုထညက်ကတော့မသုံးတော့ဘူးเนาะဒီထညက်အခဲဒီဟာလေးကတော့ထိုင်းရလာတာပါ plant sugar ဆိုလို့ရှိရင်တော့ထညက်ခဲပါရှင်
ကဲဒါတော့မမီတို့စိတ်ကြအတုံးလေးလိဖြတ်တယ် तू ကတော့ तू ကတော့အရန်နှုတယ်တလားမမတို့ရန်ကုန်ကထညက်ချက်ကို तू ကထိုင်းရလာတဲ့ထညက်ကနှုတယ်နောက်တစ်ခု तू ကအချိုမကဲဘူးရှင်ရန်ကုန်ကထညက်တီဆိုလို့ရှိရင်စားလိုက်ရင်အနှက်လေးလည်းပုံမွေးတယ်အချိုဘက်ကလေးကိုလည်းသွားတယ်နော်ဒီဟာကြတော့ဒီထိုင်းရလာတဲ့ဟာကြတော့ तू ကမင်းစိတ်ထဲမှာအချိုမကဲဘူးနောက်ပြီးတော့အနှံ့လေးလဲဒီရန်ကုန်ကထညက်လို့အနှံ့မျိုး feeling အများကြီးတော့မလာဘူးเนาะကဲကိုကတော့ရန်ကုန်ကထညက်ပဲပို့ပြီးတော့ကြိုက်ပါတယ် favorite ဖြစ်ပါတယ်ရှင့်ဒါဆိုလို့ရှိရင်မုံလုံးကြီးပေါ်လေးလုံးမီးထည့်ဖို့ဘန်းထဲကိုကောင်းချင်းမုံလေးဖြူထားပေးလိုက်တယ်ဒီမှာဒါနှက်ထားတဲ့မုတ်သားလေးတွေကလည်းရပြီဒါလေးကတော့အဖြူရောင်ပြန်ပြီးတော့အနေငယ်နေလိုက်တယ်နေပြီးတော့တာနဲ့ဒီမှာကိုကအလုံးခက်သေးသေးလေးပဲလုံးမယ်မုံလုံးကြီးပေါ်ဆိုရင်အလုံးကြီးတွေမကြိုက်ဘူးရှင်နော်တလုံးစားတဲ့အခါမှာအကြီးတွေဆိုမဆန့်မပြေးနဲ့စားရတာအရင်မကုတ်ဘူးပေါ့နော်ဒါကြောင့်မလို့မင်းတို့အနေတော်လေးပဲပေါ့နော်ခက်သေးသေးလေးပဲခက်သေးသေးလေးဆိုပေမဲ့အခုလိုလုံးနဲ့အနေကတော့ခက်သေးသေးလေးပေါ့အိုးရရောက်အောင်လည်းကြီးသွားအောင်ပါကဲလုံးလိုက်ပါတယ်ဘာလို့လဲဆိုတော့ထညက်ခဲရနေနဲ့ကြီးကြီးလေးထဲမှာမို့လို့ထညက်ခဲလေးတွေအတုံးကြီးကြီးထားတာပါတယ်ကဲဒီမှာလုတ်ပြီးတော့ဒီထဲကိုထည့်တယ်မုံလုံးရေဘောကတော့လူတိုင်းလွတ်လို့လူတိုင်းနီးနီးလုတ်တတ်ကြပါလိမ့်မယ်နော်မုံသားလေးဆက်ပြတယ်တေချာလေးမုံသားရဲ့အရသာကောင်းဖို့အတွက်မုံသားကိုချိုးစားလေးနဲ့တေချာဆက်ပြတယ်ကဲလုံးလေးတွေလုံးလိုက်ပါလုံးပြီးတစ်ဖက်မှာလည်းရင်နွေးအိုးကိုစူပွားအောင်ခုလိုတင်ထားပါတယ်ရှင်ရင်နွေးအိုးကိုအခုလိုစူပွားလာပြီဆိုရင်တော့အတင်လုံးထားတဲ့ဒီအဖြူကာလာလေးကိုမြင်အရင်ထည့်လိုက်တယ်အဖြူကာလာလေးကိုအရင်လုပ်တယ်ဘာလို့လဲဆိုတော့လက်တွေမှာအယောင်နေနဲ့လုပ်ပြီးတော့ဒီအိုးထဲမှာပြုတ်တဲ့အခါကျရင်အယောင်နေနဲ့ကိုပြုတ်ထားပြီးသားအရည်ထဲမှာအဖြူပြန်ပြီးတော့ပြုတ်ရင်အစင်မပြေလို့မင်ကအဖြူကိုစကားစုံမှာစပြီးတော့လုံးနဲ့စပြီးတော့ပြုတ်ပါတယ်ပြီးတော့ဒီရေကပြန်ပြီးတော့အခြားရောက်နေသုံးလို့ရပါတယ်ရှင်ကဲပြုတ်ပြီးတော့9မိနစ်တောင်မကြာပါဘူးเนาะ2မိနစ်လောက်ကြာပြီဆိုရင်เนาะဒီဟာလေးကိုတစ်ချက်မှွေပေးလိုက်တယ်ဒါဆိုရင်မုံလုံးကြီးပေါ်လေးကြက်သွားပြီဆိုရင်เนาะကြက်သွားတဲ့အလုံးကြီးအကုန်လုံးအပေါ်မှာအခုလိုမျိုးတက်လာပါလိမ့်မယ်ဒီမှာကြည့်ဒါတွေကမင်ကူနာထည့်လိုက်တဲ့အဖြူတွေကအဖြူလုံးထားတဲ့မုံလုံးကြီးပေါ်လေးတွေကဒီမှာအားလုံးကြက်သွားပြီမို့လို့အကြက်ညီသွားပြီဆိုတော့မြင်ဆယ်ပြီးတော့တစ်ဖက်မှာရိုးရိုးရီပေါ့เนาะအေးတဲ့ရိုးရိုးရီကိုထည့်ထားတဲ့ထဲကိုဒီဆယ်ထားတဲ့မုံလုံးကြီးပေါ်လေးတွေထည့်လိုက်ပါတယ်ရှင်ကဲထည့်ပြီးရင်တော့ဒီယူနီပွဲဆိုထဲမှာပဲပြန်ပြီးတော့မီလေးလျှော့ထားပြီးတော့အပြောင်လေးတွေကိုလုံးထားတာပေါ့နော်အပြာလေးတွေကိုထညက်ထည့်ပြီးလုံးထားတယ်ဒီအပြောင်လေးတွေကိုထည့်ပြီးတယ်မီကိုပြန်ဖွင့်ထားတယ်မီကိုပြန်တင်ထားတယ်ပေါ့နော်ကဲဒါဆိုအပြာလေးတွေကိုခဏလောက်တင်လိုက်မယ်ပွက်လာရင်တော့သူကအပေါ်တက်လာလိမ့်မယ်မပွက်ခင်မှာ10မိနစ်လောက်ထည့်ပြီးတာနဲ့သူကိုခဏလောက်မှွေပြီးတော့အခုလိုမျိုးအပေါ်တက်လာပြီဆိုရင်တော့မုံလုံးကြီးဘော်လေးတွေကအကျက်ညီသွားပြီမို့လို့ဒီအပြောင်လေးတွေကိုလည်းမင်းတို့ဆယ်ယူထားပေးလိုက်ပါမယ်အရန်ကြာကြီးတယ်လို့ရှိရင်အထက်ကထညက်ဒီပါပျော်လာတတ်တယ်နော်သူကကြက်သွားပြီဆိုပေါ်တက်လာရင်ဆယ်ယူပေးပါရှင်ဒါကတော့လှုပ်တက်တယ်လှုပ်တက်ပင်မဲ့လေမလှုပ်တက်သေးတဲ့သူတွေမတည်သေးတဲ့သူတွေအတွက်ကိုပြပြပေးရပါရှင်ကဲအပြာလေးပြီးသွားရင်တော့အဝါလေးကိုထည့်ပြီးတော့ပြုတ်ပါတယ်အဝါအောင်လေးထဲမှာလေးထညက်ခဲလေးထည့်ပြီးတော့ခုလိုမျိုးကိုကအနေတော်လေးတွေလုံးလိုက်တယ်လုံးပြီးသွားရင်ပြုတ်လိုက်ပါတယ်အပေါ်တက်လာပြီဆိုဆယ်ယူလိုက်မယ်เนาะဒါဆိုလို့ရှိရင်မင်းတို့လှုပ်ထားတဲ့3ရောင်စလုံးကအားလုံးအစင်သစ်ဖြစ်သွားပြီအဝါအောင်လေးကတော့ခုနမှချတာတော့ရေထဲမှာခဏလေးစိမ်ထားတယ်เนาะကဲဒီမှာအဖြူရောင်လေးရဲ့အပြောင်လေးရဲ့အစင်သစ်ဖြစ်နေပြီဒီဟာလေးကတော့မင်းအရှိခန်းလေးကိုလူမျိုးကြားပေါ့နော်အိန္ဒိယလူမျိုးအရှိတ်ခံလေးကိုပေးချင်လို့လှုပ်ထားတာလေးပါကဲဒါဆိုအဝါလေးလည်းရပါပြီရှင်အဝါလေးကိုလည်းပကံထဲမှာထည့်လိုက်မယ်ဒီပကံတစ်ချက်ထက်မှာတော့မင်းကအယောင်ဆုံးပေါင်းထားတယ်နောက်ထပ်ပကံတစ်ခုမှာတော့မင်းမုံလုံးကြီးပေါ့ original အယောင်ဖြူပေါ့နော်ဒါလေးကိုထည့်ထားတယ်မင်းတို့စီမှာကအုံးဒီကမင်းကဂျစ်ဆွဲထားတယ်အမြင့်ကြီးနဲ့စားချင်တာဒါပေမဲ့မင်းအိမ်မှာကအဲ့လိုမျိုးဒီမှာပေါ့နော်ဒီနိုင်ငံမှာအဲ့အမြင့်ကြီးချစ်တဲ့ဂျစ်ကမရဘူးရှင်ဒါကြောင့်မလို့မင်းကဒီမှာဒီလိုမျိုးဂျစ်ပေါ့နော်အမှုံလေးဖြစ်တဲ့ဂျစ်ကိုပဲတုံထားတာမို့အုံဒီကတော့အခုလိုမျိုးအမှုံလေးပဲတုံထားပါတယ်ရှင်အမြင်လေးတွေနဲ့ဆိုပိုကောင်းတယ်နော်မင်းကတော့အမြင်နဲ့အုံဒီကိုပိုကြိုက်ပါတယ်ရှင်ကဲကြည့်နေတယ်မမေရဲ့ချစ်ရတဲ့သူတွေကတော့မုံလုံးကြီးပေါ့ဆိုအဲ့လိုမျိုးအုံဒီကိုချင်းနဲ့အမြင်နဲ့ကြိုက်လားဒီလိုအမှုံလေးတွေနဲ့ကြိုက်ကြလားရှင်ချိုးကကြတော့ခုလိုအမှုံလေးတွေနဲ့စားကြတယ်နော်ကောင်းချင်းမောက်ဆိုလည်းအဲ့လိုပဲစားတတ်ကြတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်အရန်ကိုမှအရသာရှိပြီးတော့မုတ်သားလေးကအစားအီလေးနဲ့စားလို့အရန်ကောင်းတယ်မုံလုံးရေပေါ်လုံနီလေးကိုမင်းကမျှဝေပေးလိုက်ပါတယ်မမေရဲ့လုံနီးလေးဖြစ်တဲ့အတွက်
တရားနဲ့တရားလုံနည်းမတူနိုင်ပါဘူးရှင်ဒါကြောင့်မလို့အရသာရှိတဲ့မုံလုံးကြီးပေါ်ကိုတကြံတွင်းမှာလိုက်လို့စားနိုင်ဖို့လူတန်းလုံနိုင်ဖို့အတွက်လုံနည်းလေးတခြားပြပေးထားပါတယ်အချိုးစားလေးကြည့်ပြီးတော့အားလုံးပဲလိုက်လို့ရတာအဆင်ပြေကြပါစေရှင်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်